Jai Sure Golubyo Tu Ame Jai Longu Godam Se Mo Chong Ye 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 So Shue Shi Dre Le လူသွားလူလာတော့ရှင်းနေပါလားနေပြင်းလို့ထင်တယ် 啊，家里没玩不了我。 ဟုတ်ကဲ့ကိုဟိုလန်ထိတ်ကိုဆက်ပြတော့အောင်မလို့ဗျ 哦，诶， ဒါနဲ့အကိုအောင်ဘယ်ပြန်လာလဲ 这里多回来吧，哇，比如 မိုင်းလိုက်လားကိုမြုံကညနေကျရေချိန်ကြိုက်တော့မှာပေါ့ဟုတ်လား 大波哇，这个呗，我不至少是啊，这个，哎，我这至少别是啊，我哇， ဟုတ်ဟုတ်ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ် 诶， မောင်မြုံကြီးဒီညာရောဘာဇလန်းနေကပြအောင်ပါလဲဘာတွေဖြစ်ကြအောင်မလဲဘာတွေကြားရအောင်မလဲ 珊珊，我考虑不着了，绵绵拉噻， ဟုတ်ကဲ့လာနေပါပြီ 我没有家里，悠悠对对的，来个对你嘛不哇，我路上去路边不，没谁的骗你啊没来， စမ်းပကံလေးစင်းနေလို့ပါအကိုရဲ့အကူပါလို့လို့လေ 啊，把路啊嘛嘞，我到微微的，我他没啥不咯，吹脱的没有了。 ရက်လာခပေးစမ်းမီးပြက်လို့စိတ်တော်ရတဲ့ထဲကွာခိုင်လေလေအောင်တေချာခတ်လေကွာလက်ကြောမတင်းနဲ့မိမမင်းကပေတော့မယ် ဒီပြက်နေရတယ် မလုံးပါနဲ့အကိုရဲ့စမ်းလေးလည်းညောင်းလာလို့ခဏရက်မိတာပါ ချက်ကတာကိုပါလား ယောက်ျားကိုပြုစုအောင်မိမတွေတောင်းလေကွာဝင်ဝင်ရှားတာလွဲတာမဟုတ်ဘူးကွာအလောက်ကပေမဲရတယ်ထမင်းစား ရင် နေ မတိုင်းပြက်တာနဲ့ချမ်းသာကွာဘာလဲသူ့တန်မကြားမနေပြီဟုတ်ရင်ဖတ်ဖို့မီတော့မဒီယာနေကောင်းလားဗျ ကောင်းတယ်ဂျာကြီးရဲ့အလုတ်ကပြန်လာတာလား ဟုတ်ကဲ့ဒါနဲ့မအောင်ဘယ်သွားမလို့လဲဟိုတခုသွားဝင်လို့ မဟုတ်ဘူးအမဒီမှာဟင်းချက်ထားတာလေသွားပေးမလို့ဆန်းဆန်းစီကိုလေသူနေမကောင်းဘူးညနေစာချက်နိုင်မှမထင်ဘူး မဆန်းဆန်းလဲဒုက္ခပဲနော်ဒါနဲ့မအားလို့တငယ်ချင်းရှိတော့သူအားကိုးစရာရှိသေးတာပေါ့ဟုတ်ရင်သူအားငယ်နေလား ငါမောင်ဆိုလို့ရင်အမသိပါတယ်ဒါပေမဲ့လည်းအိမ်အောင်ဘက်ကတော့ရွေးချယ်ပြီးပြီပဲလေ ဟုတ်တော့လေဟုတ်ပါတယ်ဒါနဲ့ကျွန်တော်တို့အိမ်နဲ့သူတို့အိမ်ကဘေးချင်းကတ်ဆိုတော့တွေ့နေနေကြားနေရတာကကျွန်တော်တော့အဆင်မပြေဘူးလားဒါနဲ့ကျွန်တော်လည်းဘာမှမလုပ်နိုင်ဘာမှမတတ်နိုင်ဖြစ်နေတာမဆန်းဆန်းနေရမှာကျွန်တော်အမသာဆို ငါမောင်ဆိုလို့ရင်အမခက်မှန်းလို့ရပါတယ်ဒါပေမဲ့တိုင်းလောက်ကကြီးကရှုပ်ထွေးတယ်ငါမောင်ရဲ့ ကျွန်တော်နားမလဲတာလေမရဲ့တငယ်ချင်းကဒီတိုင်းနဲ့တက်တက်လုံးဒီလိုပဲနေသွားတော့မှာလား ဘာပြောချင်တာလဲဂျာကြီးက ဟိုကျွန်တော်ပြောချင်တာဗျာဟိုသူ့ယောက်ျားဒီလောက်သူ့ပေါ်နိုင်ချင်ပြီးနှိပ်စက်နေတာဟိုသူကဘာမှပြန်မလုပ်တော့ဘူးလားအမြဲခေါင်းငုတ်ခံနေရမှာပြီးတော့မတို့ရောမဆန်းဆန်းကိုမကူညီကြတော့ဘူး ကိုညီချင်တာပေါ့ဂျာကြီးရဲ့ဒါပေမဲ့အမတို့ကဘေးလူလေ အဲ့ဒါပဲမရဲ့ကျွန်တော်တို့ကကိုမြင့်ဦးဝုံတိုင်းနေကြနေလို့ကျွန်တော်ကသွားဆွဲမဲ့လုံတော့ရတယ်အမေကကျွန်တော်ကိုတားတယ်လင်းများချမဝင်နဲ့တဲ့ ဂျာရဲ့မိပြောတာမှန်တယ်ဂျာကြီးရဲ့အမတို့လည်းဘယ်ကြားမှမဝင်ခဲ့ကြဘူးလေဘယ်တက်နိုင်မှာလဲ ဟမ်အဲ့လိုဆိုတော့ယောက်ျားတစ်ယောက်အမြဲနိုင်ကျင်တာခံရတဲ့မိန်းမတွေအတွက်ဘာမှလုပ်လို့မရတာမဟုတ်သေးဘူးနော်ဟိုဒီတိုင်းတက်တက်လုံးငြိမ်ခံနေလို့ဖြစ်နိုင်မှာမလားအမရ ကာယကံရှင်နေမှာတော့လေသူ့အကြောင်းနဲ့သူရှိတာပေါ့ ကျွန်တော်အမသာမဆန်းဆန်းနေရမှာကွာရှင်းခိုင်းလိုက်ကြာပြီ ငါမောင်ရဲ့လင်မယားတွေကွဲတယ်ကွာတယ်ဆိုတာဗဇက်ကပြောတော့တာလွယ်တာတကယ်မှမလွယ်ကူဘူးလေအတူတပြည့်မိန်းကလေးအတွက်ဆိုပိုးလို့တော့မလွယ်သေးတယ် ခတ်တာပဲဗျာဒါအိမ်တွင်အကျန်းဖတ်မှုလေ ခတ်တာတော့ခတ်တာပေါ့ငါမောင်ရဲ့အမလည်းသူ့ကိုကူညီဖို့တိုက်တွန်းပေးဖို့ပါသေးတယ် ဟုတ်လားဘယ်လိုကူညီဖို့လဲ သူ့ကိစ္စကြီးကတစ်ဖက်သက်အနိုင်ကျင့်ခံရတာမို့လို့နားလေတက်ကြွတဲ့သူတယောက်ယောက်နဲ့တိုင်ပင်ဖို့ဒါမှမဟုတ်လေတက်ဆိုင်ရနဲ့တိုင်ပင်ဖို့အမတိုက်တွန်းဖို့လေ တိုက်တွန်းတော့မဆန်းဆန်းရပါလေ ဟ
သူပြောတဲ့စကားကိုငါမောင်ကြရင်ငါမောင်တော့အံ့ဩသွားအောင်မယ် ဘလို့စကားမျိုးမလို့လဲမ အမပြောပြမယ်ဂျာရဲ့တေချာနားထားသူကပြောတယ်ဒါအိမ်တွင်းကျန်းဖတ်မှုဆိုတာလည်းသူသိတယ်ပြီးတော့ငိန်ခံမနေရဘူးဆိုတာလည်းသူသိတယ်လေပြီးတော့ဘသူနဲ့တိုင်ရမယ်ဘယ်နေရာမှာတိုင်ရမယ်ဆိုတာစာသူစုံစမ်းထားပြီး အဲ့ဒါတော့ तू ကဒီတိုင်းဆက်နေရတာမှန်တဲ့ဘက်ကကြောက်စရာလိုလို့လား အေးဘော ဘာဖြစ်လို့လဲမ ငါမောင်အံ့ဩမယ်ဆိုလဲအံ့ဩစရာပဲလေစန်းစန်းကပြောတယ်သူ့ယောက်ျားအနိုင်ကျင့်တဲ့ကိစ္စတွေဒါပေါ်သွားခဲ့လို့အေးအေးယူခံရမယ်ဆိုရင်သူတို့သားမီးညောင်ရဲ့ဘဝမလွယ်ကူဘူးလေပြီးတော့စန်းစန်းကလည်းမိသားစုဝင်ငွေရှာဖို့အတွက်ကအရေးချင်းကမပြေမီဘူးပြီးတော့လေသူတို့ကအခုကစိတ်မချမ်းသာတာပဲရှိတာကျန်တာကတော့စားဝတ်နေရေးလည်းအဆင်ပြေတယ်သူသမီးလေးလည်းကြောင်းထားဖို့လွယ်ကူတယ်တဲ့လေ ဟာဗျာဒီလိုဆိုရင်ကိုမြင့်ဦးအတွက်အထက်စီးကตายရနေရပေါ့မဟုတ်သေးပါဘူးဗျာ ငါမောင်ကမဟုတ်ပေမဲ့ तू ကတော့ဟုတ်တယ်တဲ့လေ तू တင်းညစ်ခံနိုင်ဘယ်လောက်တင်းညစ်ခံမယ်တဲ့သူ့သမီးလေးအတွက် तू ပြောတာကလည်းဟုတ်နေတာပဲပြီးတော့ကိုမြင့်ဦးကအရက်တောက်တဲ့အချိန်မှာဒါသူမိန်းမပေါ်အနိုင်ယူလွန်အားကြည့်တာပါကျန်တဲ့အချိန်မှာတော့လေသူ့ဝတ္တရားတွေသူကြည်ပါတယ် ကျွန်တော်ပြောချင်တာလေဒီချက်ပဲမှာခင်မုန်းတဲ့တယောက်ကငါဝင်ငွေရှာနိုင်ငါတောင်းဝင်ကြည့်စံနာတော့ဘာမှမသိဘူးဆိုတဲ့အချက်ကိုပြောချင်တာအမရဲ့ငါချကျွေးတာဆိုင်ငါလုံးတမခံဆိုတာမှန်မှန်နေရ အေးကွယ်အမလည်းအဲ့လောက်ကတော့ညံမမရောကဲစကားကောင်းနေတာအမလည်းတော့ပို့လိုက်အောင်မယ် तू စားဖို့အချိန်မရဘူးနော် ကာယကံရှင်မျိုးသားတွေကိုယ်တိုင်ကအနိုင်ကျင့်တယ်ဆိုတဲ့သဘောတရားကိုနားလည်လက်ခံပြီးကိုယ်တိုင်ရှောင်ရှားနိုင်မှဒါတွေပပျောက်မှာ ဟုတ်လိုက်လေဆရာကြီးခုတော့ကျွန်တော်ဘာမှမတတ်နိုင်ဘူးလမ်းပြောင်းနေတယ်လို့ဖြစ်သွားပြီဗျာကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းကလက်ခံလာခဲ့ကြတဲ့အယူဆဟောင်းတွေကမျိုးသမီးတွေပေါ်တစ်ဖက်သက်နိုင်ယူရတယ်ဖြစ်နေစေရောင်နောက်စတုံးပါတောင်းတခင်လင်းကိုဖေးလင်းနဲ့မရရှာနေသွားဆိုတဲ့စကားပုံတွေလက်သုံးစကားတွေကိုစွန့်လို့ရှိန်တန်ပြီးထင်ပါရဲ့